တူကပြားတွေဦးတည်သွားလာနေကိုလေးမျိုးနေမယ်ရွှေလို့ဆိုတဲ့စိတ်အောင်လာလေးတွေ့ကြမမျိုးတဲ့တင်ကြံပွဲမှာတာတာတာအင်းငိမ့်ငိမ့်လေးပြေမရိမ့်တွေကဆိုပြေတဲ့ပရောက်တူ